everyone August ရဲ့6လ day 2 vlog လေးကနေအကုန်လုံးကိုပြည့်လဲကြိုဆိုလိုက်ပါတယ် August day 2မှာတော့ blue activity လုပ်ဖြစ်လဲဆိုတာကိုရိုက်ပြပေးထားရမို့လို့ video လေးကိုအဆုံးထိကြည့်ဖို့ပြောချင်ပါတယ်ရှင်ဒါကတော့ August ရဲ့6လမနက်ခင်းလေးပဲဖြစ်ပါတယ်မနက်နိုးတော့ August breakfast တော့သွားဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်ဒါကတော့ August ရဲ့ day 2 office check လေးပဲဖြစ်ပါတယ် morning view လေးကလည်းတော်တော်လာအောင်လို့ August ရိုက်ထားပါတယ်ပြီးလို့ရှိရင်တော့ August နဲ့တူတူ breakfast စားဖို့ dining hall ကိုသွားကြပါမယ် August အဲ့တုန်းကတော့ဘာစားခဲ့လဲဆိုတာမမိရောဘောနော်စားတော့စားခဲ့ပါတယ်ဒါကတော့ August ကိုစားပြီးတော့မိုးရွာလာတော့အခန်းကိုပြေးပြီးတော့ပြန်နေကြတာပေါ့နော်တော်တော်လေးလည်းမောသွားပါတယ်ဆိုလဲဆိုသွားပါရှင်ဒါလေးကတော့ August NDS နဲ့လေးပဲဖြစ်ပါတယ်ထည့်ပေးထားရပေါ့နော်ပြီးလို့ရှိရင်တော့ August Ulias နဲ့လေးလာပါတယ်ချစ်လုံးလို့ထည့်ပေးထားပါရှင်အခန်းထဲမှာတော့အရမ်းမောင်နေပါရှင်အရမ်းမောင်နေပါတယ်စတာပါဖုန်းကြည့်ပြီးတော့နားလိုက်ပါဦးပဲခုနနေကျမ August အကိုတွေရေကူတဲ့အခါကြာလို့ရှိရင် August ကိုရေကူဖြစ်လို့ရှိရင်တော့ August လည်းလိုက်ကူပါမယ်အချိန်ညမှာထပ်ပြီးတော့မှရိုက်ပေးပါမယ်ရှင်အဲ့တော့clip လေးကတော့ပါပဲ August ကိုရီးယားရေကူးဖြစ်တော့ August ပါရေးလိုက်ကူးလိုက်တယ်ပေါ့နော်ဒါကတော့ August ရေကူးပြီးသွားပါပြီခေါင်းတုပ်နေရပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ August ဒီ movie လေးချီမုတ်စားပြီးတော့အဲ့လိုခေါင်းလေးတုပ်ပြီးတော့ပဲနားလိုက်တယ်ပေါ့နော်ရေကူးကလည်းတော်တော်6လေးညောင်းသွားပါတယ်အခုကတော့ August ချင်းမစားဘူးပေါ့နော်ဒါပေမဲ့ August မှာဘာ clip မှမပါလာပါဘူးဓာတ်ပုံတော့မပါလာပါဘူးဘာဖြစ်လို့လဲဆိုတော့ August ပေါ်ကဒီခန်းထဲမှာကြံခဲ့ပြီးတော့အခန်းကလည်းအဲ့လိုလေကြောင်လာမသိပိတ်သွားပြီးတော့ဘလို့မှဖွင့်လို့မရဘူးပေါ့နော်အခန်းကလည်းဒီအထဲမှာပဲကြံခဲ့ရဆိုတော့ August ကိုဖွင့်လို့မရဘူးပေါ့နော်အဲ့ဒါ August ထမင်းစားပြီးတော့မှreflection ဖွင့်ခိုင်းရပါတယ်အဲ့တော့ August မှာ clip မှာမပါလာပါဘူးရှင်အဲ့ဒါလေးပြောပြတာပါ August ကတော့ထမင်းစားပြီးတော့ပါပြီချောင်းတာတော့ဖုန်းပဲကြည့်နေမကောင်းလို့အရှိမခဏလောက်ထွက်ထိုင်လိုက်ပါသေးရဲ့ဂျားထဲမှာတော့ August ဘာမှမရိုက်ထားလိုက်ဘူးပေါ့နော်အဲ့ဒါနေပဲချင်းချင်းညနေကိုတက်ရောက်သွားပါတယ်ညနေရောက်တော့ August ပင်လယ်မှာရေသွားဆော့ပါတယ် August ကပင်လယ်အရမ်းကြိုက်တာမို့လို့4နာရီလောက်ခရီးပင်လယ်ဆင်းသွားပါတယ်ရှင်ဒါကတော့ August ရေဆော့လို့ပြီးသွားပါပြီရေဆော့လို့ပြီးသွားလို့ရှိရင်တော့ August နဲ့တူတူ dining hall မှာdinner သွားစားကြပါမယ်dinner စားတော့လည်းမေ့ပြီးတော့ဘာမှမရိုက်လိုက်ရပါဘူးအဲ့တော့အာလူးကြော်လေးပဲစားပြလိုက်ပါတယ်ရှင်စားပြီးသွားပြီဆိုလို့ရှိရင်တော့ August တို့ပြန်ကြပါတယ်ပြီးလို့ရှိရင်တော့ August ရဲ့ဦးလေးက August ရဲ့အတော်တပ်ပုံရိုက်ပေးနေရပဲဖြစ်ပါတယ်အပြန်လဲ sporting ပေးရကြည့်ပြီးသွားရင် August ရဲ့ရုပ်ချောချောလေးကိုလည်းကြည့်ပေးကြပါဦးရှင်August တို့အခန်းမပြန်သေးပဲနဲ့ပြင်လေရှိကိုရင်သွားကြပါတယ်ဒါပေမဲ့လည်းထုံးစံတိုင်းပဲဘာမှမမြင်ရပါဘူးဒါပေမဲ့လည်းထိုင်တော့ထိုင်ခဲ့ရပေါ့နော်ပြင်လေလိုင်းတန်လေးတော့ကြားနေရပါတယ်အဲ့ပြီးတော့ August နဲ့တူတူအခန်းပြန်ကြပါမယ် August အခန်းနဲ့ပြန်ရောက်ပြီဆိုရင်တော့အထုပ်တွေသိမ်းတွေပေါ့နော်မနေ့ကမှသိမ်းလို့ရှိရင်စမပြေလို့ညကလေးတစ်ခါရဲသိမ်းထားလိုက်တာပဲဖြစ်ပါတယ်August လည်းထည့်ထုတ်ထားတဲ့ပစ္စည်းကိုလည်း August အိုင်ညာကြီးတစ်ခါရဲသိမ်းလိုက်တယ်ပေါ့နော်မနေ့ကမှမသိမ်းချင်တော့လို့ပါအကုန်လုံးသိမ်းပြီးသွားပြီဆိုလို့ရှိရင်တော့ August သွားတိုက်ပြီးတော့အိတ်ပါတော့မယ်ရှင်ဒါဆိုလို့ရှိရင်တော့ August ရဲ့6လ day 2 vlog လေးကဒီမှာပဲဆုံးသက်သွားပါပြီရှင် August ရဲ့6လ vlog လေးကိုကြည့်ပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် August ရဲ့ vlog လေးတွေကိုကြည့်ပေးရင်လည်း like and subscribe လေးလုပ်ဖို့မမေ့ကြပါနဲ့ဦးနော်အားလုံးပဲ bye bye